ခွဲစိတ်မှုဟာဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာသင်ရောသိပါသလားဒါဟာအစောဆုံးပေါ်ပေါက်ခဲ့တဲ့လေဆာခွဲစိတ်မှုအမျိုးအစားတစ်ခုပါပဲအရင်ဆုံးခွဲစိတ်နေစဉ်မှာနာကျင်မှုမရှိစေဖို့မျက်စင်းစေးခတ်ပေးပါတယ်ပြီးရင်တော့မျက်တောင်မခတ်မိအောင်ကိရိယာလေးနဲ့ထိန်းထားပေးပါတယ် ALASIC ခွဲစိတ်မှုနဲ့မတူတာက PRK ဟာမျက်ကြည်လွှာမှာအလွှာလေးတစ်ခုဖန်တီးတာမျိုးမဟုတ်ဘဲမျက်ကြည်လွှာရဲ့အပေါ်ယံအလွှာပါလေး epithelium ကိုဇာဝုံကဂယုတစိုက်ဖေရှားလိုက်တာပါအဲ့ဒီအလွှာလေးကိုဖယ်ရှားပြီးတဲ့အခါမှာတော့တိကျလို့နဲ့လေဆာကိုအသုံးပြုပြီးမျက်ကြည်လွှာပုံစံကိုပြန်ညှိပေးပါတယ်ဒါမှသာအလင်းတန်းတွေဟာအလင်းခံလွှာပေါ်ကိုတဲ့တဲ့ကျရောက်ပြီးအမြင်အာရုံကြည်လင်လာမှာဖြစ်ပါတယ်လေဆာနဲ့ပြုပြင်တဲ့အပိုင်းကတော့စကန်ပိုင်းမှာကြာမြင့်တတ်ပါတယ်ခွဲစိတ်မှုပြီးသွားတဲ့အခါမှာတော့ဖယ်ရှားလိုက်တဲ့အပေါ်ယံအလွှာလေးသဘာဝအကိုင်းပြန်ပေါက်လာဖို့အတွက်ပက်တီးသဘောမျိုးအပျော်စမျက်ကမှလေးတက်ပေးထားပါတယ်တင်ရောမျက်မှန်ချုပ်ဖို့စဉ်းစားနေပြီလား comment မှာပြောပြပါအောင်နော်